안녕하세요, 여러분. 오랜만이에요. 비디오 버튼 짜리. 디니아니 사비요. 니라이, 미니 리리 때문에 더 매거너. 디니아 자러, 한자 미니 리리 밑에 하나 자러, 한자 미니 리리고, D1, D2 소비로 니 라이 때문에 더 매거너. 자러, 패스아웃 가러, 뜻tem이 시바우 다, 시바세, 노트 가라봐. 자러, 디 미니 리리고, 지메너. 자,ဒီနေ့ပထမအဆုံး T1 ကကြတော့ဘာတင်มาလဲဆိုလို့ရှိရင်ချဲတို့ခါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခါဆိုတဲ့ meaning တွေကိုချဲတို့သင်ပေးမယ်ဒါပဲနော်ခါဆိုတာကကြတော့ဒီဟန်ကြလို့အဓိပ္ပာယ်ကကြတော့သူက2မျိုးရှိရဲပေါ့ပထမတစ်ခုကဘာကိုပြောရလဲဆိုလို့ရှိရင်ချဲတို့အိမ်ဆိုတဲ့အဓိပ္ပာယ်ကြတော့ jeep ဆိုတဲ့အိမ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင် copy ခါကြအတုဆိုတဲ့အဓိပ္ပာယ်ပေါ့အဲကြတော့အစစ်အတုပြောတဲ့အချိန်မှာပြောတဲ့အတုနဲ့အိမ်ဆိုတဲ့အဓိပ္ပာယ်ဆိုပြီးတော့ဒီခါရဲ့အဓိပ္ပာယ်က2မျိုးရှိပါတယ်အဲဒါကြောင့်မလို့ချေတို့ခုပထမဦးဆုံးအဓိပ္ပာယ်ဖြစ်တဲ့အိမ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဆက်တဲ့ meaning လေးတွေကိုတစ်ချက်ကြည့်ပေးမယ်ဒါမှနော်အဲကြတော့အိမ်နဲ့ဆက်တဲ့ meaning ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာခါဆိုတာက cheap အိမ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါဆိုလို့ရှိရင်အခုဒီမှာခါကြုံဆိုတာကကြတော့ချေတို့မိသားစုကိုပြောတာပေါ့နော်အဲဒါကြောင့်မလို့အခုဒီမှာဆိုလို့ရှိရင်가정적이에요လို့ပြောရဲဆိုလို့ရှိရင် तू ကမိသားစုကိုအရင်တည်တတ်တယ်သူ့ရဲ့အိမ်ထောင်ပေါ့သူ့ရဲ့ဒီမိသားစုသူ့ရဲ့အိမ်ထောင်ပေါ်မှာအရင်တည်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုရီးယားလို့ဆိုလို့ရှိရင်တော့ဘယ်လိုရင်းပါလဲဆိုလို့ရှိရင်가정적이다ဆိုတဲ့ verb နဲ့လည်းတစ်ချက်လို့သုံးပြီးတော့ရေးလို့ရတယ်ဒါမှမဟုတ်အားကြောင့်ဒီမှာ가정ဆိုတာကိုခြေကမိသားစုလို့လည်းပြန်လို့တော့ရပြီမယ်တမင်တက်အိမ်ထောင်စုဆိုပြီးတော့ဘာသာပြန်ပြီးထားတာပေါ့နော်အဲဒါကြောင့်မလို့ဒီထဲမှာပါတဲ့ခါဆိုတာကကျဲတို့အိမ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာ family မိသားစုဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဒါမှတော့ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ခါကျုပ်ဆိုတာတော့여러분 알고 있는မိသားစုဆိုတဲ့အဓိပ္ပာယ်အဲကြတော့ဒီထဲမှာပါတဲ့ခါဆိုတာကလည်းကျဲတို့မိသားစုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲကြတော့ဒီမှာခါကျုပ်မိသားစုအဲကြတော့မိသားစုဘယ်နှစ်ယောက်ရှိလဲလို့ပြောရဲဆိုရင်가족이 몇 명이에요လို့ပြောလို့ရတယ်။ဒါတော့မိသားစုဘယ်နှစ်ယောက်လဲလို့ရှယ်လို့ပြောလို့ရတယ်။ဟုတ်ပါနော်။အဲဒါကြောင့်မလို့ပြီးပြီဆိုရင်နောက်တစ်ခုကကြတော့ခါကူဆိုတာက pre ဘောကကိုပြောတာပါ။ကျတော့ဒီမှာရှိတဲ့ခါဆိုတာကအိမ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာ။ခူဆိုတာကကြတော့ပစ္စည်းဆိုတဲ့အဓိပ္ပာယ်အဲ့လိုမျိုးအဓိပ္ပာယ်ရှိရပေါ့နော်။မသိလည်းကိစ္စမရှိပါဘူး။အခုကချေတို့ခါကိုသိနေတာဆိုတော့အဲဒါကြောင့်မလို့ခါကူဆိုတာက pre ဘောကကိုပြောတာ။နောက်တစ်ခုကကြတော့ဝယ်ကဒီမှာရှိတဲ့ဝယ်ဆိုတာကအပြင်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲကြတော့နောက်လဲချေလို့တင်ရလိမ့်မယ်သူက park ဆိုတဲ့အပြင်ဆိုတဲ့အဓိပ္ပာယ်ခါဆိုတာကကြတော့ခုနပြောထားတဲ့မိသားစုဆိုတော့အပြင်ဘက်မှာရှိတဲ့မိသားစုဆိုတော့ဘာကိုပြောမှာတော့အမေဘက်ကမိသားစုဝင်ကိုပြောချင်တာပါဥပမာအဖြစ်ချေတို့ကိုအမျိုးသမီးတွေပေါ့နော်ဒီအိမ်ထောင်ကြတယ်လက်ထက်တယ်ဆိုလို့ရှိရင်တို့ကဘယ်လိုပြောမလဲအမျိုးသမီးတွေကဒီအမျိုးသားတွေရဲ့အိမ်မှာလိုက်ပြီးတော့နေရတာပေါ့နော်အဲကြတော့လက်ထက်လိုက်ပြီးဆိုကြတဲ့ကိုယ့်ရဲ့မိဘအိမ်ကိုကိုကထွက်ခွာလာရတာကိုအဲဒါကြောင့်မလို့ကိုယ့်ရဲ့ဒီအမျိုးသမီးရဲ့မိဘအိမ်ကိုချေတော့ဝယ်ကာလို့ခေါ်ပါတယ်အဲဒါကြောင့်မလို့အမေဘက်ကမိသားစုဝင်မဥပမာအဖြစ်အဖွားဆိုလို့ရှိရင်လည်းအမေဘက်ကအမေရဲ့အမေဒါမှနော်အဲ့အဖွားကိုချေတို့ကဒီဝယ်ဟိုင်မော်နီလို့ခေါ်လို့ရတယ်ဒါမှနော်အဲဒါကြောင့်မလို့ဝယ်ဟိုင်မော်နီလို့ပြောရဲဆိုရင်엄마예요အဲဒါကြောင့်မလို့အမေဘက်ကအဖွားကိုဝယ်ဟိုင်မော်နီလို့ပြောတယ်အဲဒါကြောင့်မလို့ဝယ်ဆိုတဲ့အပြင်ဆိုတဲ့စကားနဲ့ကဆိုတဲ့မိသားစုပေါင်းပြီးတော့ဝယ်ကဆိုတာအပြင်မိသားစုဖြစ်တဲ့အတွက်ကြောင့်မလို့ရှယ်ရိုဒီအမေဘက်ကမိသားစုဝင်တွေကိုပြောလို့ရတယ်ဒါမှနော်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုက가전제품ခါဆိုတာကဒီမှာခုနပြောတဲ့အိမ်ဒါမှနော်အိမ်နဲ့ဆက်ဆက်တဲ့ဟာဂျွန်ဆိုတာကလက်စစ်ကိုပြောတာပါ제품ဆိုတာကပစ္စည်းကိုပြောတာအဲဒါကြတော့가전제품လို့ခြေတော့ပြောလိုက်တယ်ဆိုလို့ရှိရင်အိမ်မှာသုံးတဲ့လက်စစ်ပစ္စည်းပေါ့အဲဒါကြောင့်မလို့အိမ်သုံးလက်စစ်ပစ္စည်းဆိုပြီးတော့ခြေရေးပေးထားတယ်ရမယ်နော်အဲဒါကြောင့်မလို့ခါဆိုတာအိမ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့ကိုကသိထားရမယ်ပြီးရင်နောက်တစ်ခုခါရဲ့အဓိပ္ပာယ်ကခါကြအတုပြီးလို့ရှိရင်ခေါ်ကြည့်လိန်ရောင်လားလိန်လေဆိုတဲ့အဓိပ္ပာယ်ရတယ်ဒါမှမဟုတ်အဲဒါကြောင့်မလို့여러분 알고 있는 가짜ဆိုတဲ့ခါဆိုတာကလည်းဒီမှာအတုကိုပြောချင်တာပါပြီးရင်နောက်တစ်ခုကခါဖုံးဆိုတာဘာကိုပြောတာလဲဆိုရင်ခါဆိုတဲ့အတုဆိုတဲ့စကားလုံးနဲ့ကလေးတို့သိထားတဲ့ပစ္စည်းကိုဘယ်လိုခေါ်ရတော့ချေဖူဟုတ်တယ်နော်အဲ့မှာပါတယ်ဖုံးနဲ့ပေါင်းလိုက်တော့ခါဖုံးဆိုတာကဘာကိုပြောချင်တာတော့ပစ္စည်းအတုကိုပြောချင်တာ
ဒါပါနော်ဒါကြောင့်မလို့ခါဖုံးဆိုတာကပစ္စည်းအတုကိုပြောချင်တာပါပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကခါကြုံဆိုတာကဒီမှာကဒီခုနပြောတဲ့အိမ်ထောင်စုဆိုတဲ့စကားနဲ့လုံးဝတူတယ်နော်ဒါပေမဲ့ဒီမှာပါတဲ့ဟန်ဂျာကမတူပါဘူးဒီရဲ့ဟန်ဂျာအဓိပ္ပာယ်ကကြတော့ဥပမာအားဖြင့်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အတုဆိုတဲ့အဓိပ္ပာယ်ခြုံဆိုတာကခြုံလာတာတတ်မှတ်တာဥပမာအားဖြင့်ကိုယ်စိတ်နဲ့ကိုဟာဒီလိုတာဖြစ်မယ်ဆိုရင်ဆိုပြီးတော့တခုခုခံမှန်းလိုက်တာပေါ့နော်ဥပမာတခုပေးပြီးတော့ခါကြုံဆိုတာကဥပမာအားဖြင့်တခုခုခံမှန်းတဲ့အချိန်မှာသုံးတဲ့စကားဖြစ်ပါတယ်အဲကျွန်တော်တို့ကအတုခံမှန်းတာပေါ့တိုက်ရိုက်ပြောမယ်ဆိုလို့ရှိရင်အဲကြောင့်မလို့ခါကြုံဥပမာအားဖြင့်ဆိုပြီးတော့ခြေတို့သုံးလို့ရတယ်ဒါမှနော်ဒါဆိုလို့ရှိရင်အခုဒီဟန်ဂျာလေးခါဆိုတဲ့တလုံးကနေပြီးတော့စင့်ပွားသုံးတဲ့ဒီစင့်ပွားထွက်လာတဲ့မီနင်းအခုဆိုရင်1 2 3 4 5 6 9 10လုံးကိုရောတော့ဘူးကျက်ပြီးတော့ရသွားပြီဟုတ်တယ်မလားအဲဒါဆိုလို့ရှိရင်နောက်ထပ် K2 မှာရှယ်ချာဟန်ဂျာမီနင်းလေးတွေကိုထပ်ပြီးတော့သင်ပေးပါမယ်အဲကြတော့နေတိုင်းစာလေးတွေပုံမှန်လိုက်လုပ်တယ်ဆိုလို့ရှိရင်တော့ဟန်ဂျာမီနင်းလေးတွေကိုတဖြည်းဖြည်းကိုကမြန်မြန်တန်းမိလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချဲရဲ့ဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ချဲ YouTube လေးတွေကို subscribe လေးလုပ်ထားပေးကြပါလို့ပြောချင်ပါတယ်အားလုံးပဲအဲဆိုလို့ရှိရင်နောက်ဗီဒီယိုမှာတွေ့မယ်အညုံ